ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့ကတော့အလဲညီကိုဖြစ်ချင်းမှုအလဲညီကိုဖြစ်ချင်းမှုပေါ့နော်ဒီမူလေးကိုတော့ဒါငကုံကတော့တခါတော့ပြထားခဲ့ဘူးသေးပါတယ်နော်အလဲညီကိုဖြစ်ချင်းမှုမှာပြထားပထမပြထားတာမှာဘာပြထားလဲဆိုတော့အလဲညီကိုဖြစ်လို့လိုက်ရမယ်ဘရိတ်ပေါ့နော်လိုက်ရမယ်ဘရိတ်အခုဒီနှစ်ထဲမှာတော့နည်းနည်းပရိကလေးကသူ့ရဲ့ရက်လွန်လေးတွေပါနေတယ်ပေါ့နော်အဲ့ဒီမှာအခုဒီခါဒီနေ့ထပ်ဖြစ်ပြီးတော့ဘာတွေထပ်ပြင်မလဲဆိုရင်ဒီမူလေးနဲ့ပတ်သီးပေါ့နော်ပတ်သီးလေးနှလုံးမှာထပ်ပြီးတော့ပြပေးမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ခုကတော့ပထမမူနဲ့တွဲမယ်ဆိုရင်တော့ပရိနှလုံးနဲ့ပတ်သီးနှလုံးပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကဲဘူဂျိုလေးလည်းရှေ့မှာဆိုလို့နော်ခတ်တူတူပဲပြမှာကဲဟုတ်ပြီဒါဆိုလို့ရှိရင်ねအလဲကြီးကိုဖြစ်ချင်းကိုကြည့်မယ်ဆိုလို့ရှိရင်ねမဗုဒ္ဓနေ့မှာတဲ့မနက်ပိုင်းမှာ66ညနေပိုင်းမှာတဲ့66ဆိုတော့6ပိတ်နဲ့ညနေပိုင်းမှာ9လေးဆိုတော့9ထိပ်နဲ့ဆိုတော့အလဲ65ဆိုပြီးတော့တဲ့ဒါညီကိုဖြစ်တယ်ပေါ့နော်အဲ့ဒီလိုညီကိုဖြစ်လိုက်လို့ရှိရင်တဲ့ပထမပြထားတဲ့မူလေးရဆိုလို့ရှိရင်တဲ့မနက်ပိုင်းထွက်တဲ့ဈေးရဲ့ထိပ်စီးပေါ့နော်မနက်ပိုင်းထွက်တဲ့ဈေးရဲ့ထိပ်စီးသည်ဒီမှာကြည့်မယ်ဆိုရင်6ဘူးဖြစ်တဲ့အတွက်6လို့ရတယ်6ဆိုသူ့ရဲ့ပါဝါသည်1ဖြစ်တဲ့အတွက်6တစ်သည်ပဋိတ်ပေါ့အောက်9ရက်မှာ6တစ်သည်ပဋိတ်အခုတစ်ခါထပ်လောင်းပြီးတော့ဒီမူလေးကိုထပ်ပြမယ်ဆိုရင်ပတ်သီးအနေနဲ့ဘာတွေလိုက်ရမလဲဆိုရင်တဲ့ပတ်သီးအနေနဲ့ဘာတွေလိုက်ရမလဲဆိုရင်အလဲညီကိုဖြစ်တဲ့ကနန်းနှလုံးပေါ့နော်အခုဆိုလို့ချင်းဒီပွဲမှာ65လို့ဖြစ်တဲ့အတွက်65ပတ်သီးပေါ့နော်65ပတ်သီးပထမမူနဲ့ဆိုရင်16ပရိတ်65ပတ်သီးနဲ့16ပရိတ်ကိုလိုက်မယ်တဲ့လိုက်မယ်ဆိုတော့အောက်မှာကြည့်မယ်ဘာတွေထွက်ခဲ့လဲဆိုရင်တဲ့ဆိုတော့ပထမနေ့မှာတဲ့မထွက်ဘူးပေါ့နော်ပထမနေ့မှာ39ခွန်3ဆိုတော့ပတ်သီးမပါဘူးထွက်ဘူးဒုတိယနေ့မှာလည်းမထွက်ဘူးဒုတိယနေ့မှာလည်းမထွက်ဘူးတတိယနေ့မှာတော့တတိယနေ့မှာလည်းမထွက်သေးဘူးစတုထနေ့မှာတော့တဲ့မနက်ပိုင်းမှာစတုထနေ့မှာလည်းမထွက်ဘူးစတုထနေ့မှာလည်းမထွက်ဘူးเนาะ65ပတ်သီးဖြစ်ရမယ်16ပရိဖြစ်ရမယ်နောက်ဘက်ဆုံးပြစမနေ့မှာမှရက်ပြည့်တဲ့နေ့မှာမှသူကမနက်ပိုင်းမှာ9ကိုဆိုပြီးတော့9ပတ်သီးထွက်တယ်တဲ့ညနေပိုင်းမှာ9နှစ်ဆိုပြီးတော့ပရိတ်1ထွက်တယ်16ပရိတ်က1ပရိတ်ထွက်တယ်65ပတ်သီးက9ပရိတ်ထွက်တယ်ဆိုတော့ဒီပွဲမှာကြည့်မယ်ဆိုရင်တော့ဒါသူ့ရဲ့ရက်ချင်းပြည့်မှပရိတ်ကောပတ်သီးရောထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီပွဲကတော့တော်တော်လေးနောက်ကျတဲ့ပွဲပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျန်တဲ့ပွဲတွေလည်းဆက်ကြည့်မယ်ကျန်တဲ့ပွဲတွေဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတနင်္လာနေ့မှာတဲ့မနက်ပိုင်းမှာ8-4လို့ဖြစ်တယ်4ပိတ်နဲ့မနက်ပိုင်းမှာ8-4လို့ဖြစ်တယ်ညနေပိုင်းမှာ9-4ဆိုပြီးတော့9ထိပ်နဲ့ကြားတဲ့အတွက်4-5ဒီညီကိုပေါ့နော်4ကညီကိုအဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်မနက်ပိုင်းထွက်တဲ့ထိပ်စီးလေးဒီ10ဖြစ်နေတဲ့အတွက်10ရဲ့ပါဝါဒီ3ဒီပဋိအောက်ပွဲမှာပဋိဖြစ်ရမယ်4-5ဒီပတ်သီးပေါ့4-5ပတ်သီးဆိုတော့အောက်ပွဲမှာကြည့်မယ်ဆိုလို့ရှိရင်တဲ့ပထမနေ့မှာတဲ့3-2နဲ့6-3ဆိုတော့မထွက်သေးဘူးပေါ့နော်ဒုတိယနေ့မှာလည်း8-1နဲ့9-1ဆိုပြီးတော့မထွက်သေးဘူးတတိယနေ့မှာတဲ့မနက်ပိုင်းမှာ3-4ဆိုပြီးတော့တဲ့4ပတ်သီးထွက်တယ်တဲ့ညနေပိုင်းမှာတဲ့9-2ဆိုတော့မထွက်သေးဘူးတတိယစတုထနေ့မှာတဲ့မနက်ပိုင်းမှာ1-4ဆိုပြီးတော့ဒါ4ပတ်သီးပဲထပ်ထွက်ပြီးတော့ညနေပိုင်းမှာလည်း4-9ဆိုပြီးတော့တဲ့4ပတ်သီးနဲ့3ပရိတ်ကိုပေးတယ်တဲ့38ပရိတ်က3ပရိတ်ကြားတယ်
လေးပတ်တီးဟာလေးပတ်တီးဆိုပြီးတော့သူက3ချိန်ဆင်းတယ်ပေါ့နော်ဒီပွဲမှာတော့9ပတ်တီးပေးမသွားဘူးပေါ့ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ထပ်ကြည့်မယ်ဆိုတော့ဒီမှာနောက်တစ်ပတ်တဲ့အင်္ဂါနေ့မှာတဲ့မနက်ပိုင်းမှာခွန်6ဆိုပြီးတော့6နောက်ပွေးနဲ့ကြာတယ်ညနေပိုင်းမှာ10ပူးဆိုတော့10ထိပ်နဲ့ဖြစ်နေတော့ဘယ်ဟုတ်မလဲဒါကြီးကိုဘယ်လိုဖြစ်အောင်မလဲဟုတ်ပြီနော် sorry ဒါဆိုထပ်ကြည့်မယ်ဟောတောက်ကြနေတဲ့ပိတ်ပွဲမှာတဲ့မနက်ပိုင်းမှာ2-5ဆိုရင်5ပိတ်နဲ့ကြာတယ်တဲ့ကြာပြီးတော့ညနေပွဲမှာ4ထိပ်နဲ့4-9ဆိုပြီးကြာတဲ့အတွက်5-4ဆိုတဲ့ညီကိုဖြစ်ပြန်နေတဲ့ည5-4ဆိုတဲ့ညီကိုဖြစ်တဲ့အတွက်မနက်ပိုင်းမှာ2-5ဖြစ်တဲ့အတွက်2ထိပ်စီးသည်2ရဲ့ပါဝါသည်ခွန်2ခွန်သည်ပရိတ်ပေါ့2ခွန်ပရိတ်နဲ့5-4ပတ်သည်ပေါ့ဒါဆိုလို့ရင်ကြည့်မယ်ဆိုလို့ရှိရင်အောက်နောက်တစ်ပတ်မှာတော့တနင်္လာနေ့စပေါ့အင်္ဂါနေ့မှာထွက်တဲ့အတွက်အင်္ဂါနေ့မှာမနက်ပိုင်းမှာ90ဆိုပြီးတော့5ပတ်သည်ကျတယ်တဲ့ကျပြီးတော့ညနေပိုင်းမှာ3-9ဆိုပြီးတော့တဲ့2ပရိတ်ကျပါတယ်တဲ့ဒါဆိုတော့ဆရာတို့လိုက်နေတဲ့2ခွန်ပတ်သည်2ခွန်ပရိတ်က2ပရိတ်လို့ကျပြီးတော့ဒါပတ်တီးရတော့9ပတ်တီးဒီမှာသူကအောက်ပွဲမှာပရိတ်ကောပတ်တီးကိုပေးတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်မကြည့်တော့ဘူးဆိုတော့ဒုတိယနေ့တစ်ခါထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယမြောက်နေ့မှာတော့မနက်ပိုင်းမှာ2ပရိတ်ကြာတယ်နော်9ပတ်တီးနဲ့ပဲ2ပရိတ်ကြာတယ်ညနေပိုင်းမှာ4-4လို့ကြာတယ်4-4လို့ကြာတော့4ပတ်တီးကြာတယ်ပေါ့နော်ဒီမှာတော့ပရိတ်ကော2ပရိတ်လို့ပေးတယ်9ပတ်တီး4ပတ်တီးဒါအကုန်ပေးသွားတယ်ပေါ့နော်သူကတော့အဲ့ဒီမှာလဲမနက်ပိုင်းမှာခွန်9လို့ပေးပြီးတော့9ပိတ်နဲ့ပေးပြီးညနေပိုင်းမှာလည်း4-4ဆိုတော့9-4သည်ညီကိုဖြစ်ပြန်နေတဲ့9-4ညီကိုဖြစ်ပြန်တော့သူ့ရဲ့ထိပ်စီးကိုကြည့်ပဲဆိုရင်ခွန်ထိပ်ဖြစ်နေတဲ့အတွက်ခွန်နှစ်ပရိတ်ပေါ့ဒါဆိုရှင်ဘဝပရိတ်နဲ့အတူတူပဲနော်ခွန်နှစ်ပရိတ်ဖြစ်နေတယ်ခွန်နှစ်ပရိတ်နဲ့9-4ပတ်သေးပဲတဲ့ဒါဆိုလို့ရှင်ဟုတ်ပြီအောက်ကိုကြည့်မယ်ဆိုရင်အောက်ပွဲမှာတဲ့4ခွန်ဆိုပြီးတော့တဲ့4ပတ်သေးထွက်တယ်တဲ့ညနေပိုင်းမှာတော့ခွန်9ဆိုတော့ထီးပေါ့နော်နောက်နေ့မှာကြည့်မယ်ဆိုရင်တဲ့88ဆိုပြီးထွက်တယ်နောက်ညနေမှာတဲ့3ခွန်ဆိုပြီးတော့တဲ့ဒါထွက်တယ်ဟုတ်ပြီဒါဆိုရင်တော့2ရက်မှာတော့ပရိတ်တော့မလာသေးဘူးပေါ့နော်ပရိတ်က3ခွန်ဆိုပြီးတော့ခွန်ပရိတ်ထွက်တယ်တဲ့ဆိုတော့သူကဒီ2ရက်မှာရင်ပဲပတ်သေးရောပရိတ်ကောကိုပေးသွားတယ်ပေါ့နော်ဒါဆိုရင်ဆရာတို့တွေကဆက်ပြီးတော့မကြည့်တော့ဘူးနောက်ထပ်ညီကိုဖြစ်လာမဲ့ပွဲတွေကိုပဲကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှင်ဟုတ်ပြီဒီပွဲမှာတော့မရှိဘူးဒီပွဲမှာမရှိဘူးဒီအောက်ပွဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒီအောက်ပွဲမှာအင်္ဂါနေ့မှာတဲ့မနက်ပိုင်းမှာ6-1ဆိုပြီး1ပိတ်နဲ့ကြာတယ်တဲ့မနက်ပိုင်းမှာ6-1ဆိုပြီး1ပိတ်နဲ့ကြာတယ်တဲ့ညနေပိုင်းမှာ3-6ဆိုပြီး3ထိတ်နဲ့ကြာတဲ့အတွက်အလဲမှာတဲ့1-3ဆိုပြီးညီကိုဖြစ်ပြန်တယ်တဲ့အဲ့ဒီညီကိုဖြစ်လိုက်တာနဲ့သူကသူ့ရဲ့ထိတ်ကလေးဒီ6ဖြစ်တဲ့အတွက်6-1ပရိတ်ပေါ့နော်သူ့ရဲ့ပါဝါယူမယ်ဆို6-1ပရိတ်6-1ပရိတ်ဒီအောက်မှာကြာရမယ်ဒီမှာပတ်တီးဒီ1-3ပတ်တီးပေါ့1-3ပတ်တီးနဲ့6-1ပရိတ်တဲ့အဲ့ဒါဆိုကြည့်မယ်ဆိုရင်သူကအောက်ပွဲမှာဘာတွေကြာခဲ့လဲဆိုရင်တဲ့4-1ဆိုပြီးတော့1ပတ်တီးကြာတယ်ညနေပိုင်းမှာ1-9ဆိုပြီး1ပတ်တီးကြာတယ်တဲ့ကြာပြီးတော့ဒုတိယမြောက်နေ့မှာတဲ့3-8ဆိုပြီးတော့1ပရိတ်ကြာပါတယ်တဲ့ဒါဆိုရင်ဆရာတို့လိုက်နေတဲ့ပရိတ်ကောပတ်တီးရောမိပြီပေါ့ဒါဆိုလို့ရှိရင်ဆရာတို့တွေကဆက်ပြီးတော့လိုက်စရာမလိုတော့ဘူးပေါ့နော်အဲ့ဒီမှာကြည့်မယ်ဆိုရင်တော့အောက်ပွဲမှာတော့သူက1-5ဆိုပြီးတော့ဗရိတ်ကောပတ်တီးရောတွဲပြီးချသွားသေးတယ်နော်ဒါထားတော့ပထမရပြီးဖြစ်သွားတဲ့အတွက်ဆရာတို့ဆက်မကြည့်အောင်နော်ဒါဆိုရင်ဟုတ်ပြီဒီပွဲဒီမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကြာသာပရင်းနေမှာတဲ့မနက်ပိုင်းမှာ6-2ဆိုပြီး2ပိတ်နဲ့ကြာတယ်တဲ့ညနေပိုင်းမှာ3ခွန်ဆိုပြီးတော့တဲ့3ထိတ်နဲ့ကြာတဲ့အတွက်2-3ဆိုတဲ့ပရိတ်2-3ဆိုတဲ့ညီကိုပြန်ဖြစ်ပြန်နေတဲ့အဲ့ဒီလိုညီကိုဖြစ်လိုက်တာနဲ့သူ့ရဲ့ထိတ်က6ဖြစ်နေတဲ့6ရဲ့ပါဝါဒီ6-1ဒီတဲ့အောက်မှာဆင်းရမယ်တဲ့ပရိတ်2-3ဒီတဲ့ပတ်တီးပါတဲ့ဆိုတော့အောက်မှာကြည့်မယ်ဆိုရင်ပထမနေ့မှာသူက6-9နဲ့ခွန်1ဆိုတော့ပရိတ်ကောအလုံးဝမထိသေးဘူးပေါ့နော်ဒုတိယနေ့မှာကြည့်မယ်ဆိုရင်3-5ဆိုတော့လည်းမညီသေးဘူးညနေပိုင်းမှာတဲ့4-3ဆိုပြီးတော့တဲ့3ပတ်တီးကြာတယ်တဲ့3ပတ်တီးကြာပြီးတော့တတိယနေ့မှာ8-6ပေါ့နော်8-6ဆိုတော့မကြာသေးဘူးမနက်ပိုင်းမှာ8-6ဆို4ပရိတ်ကြာတယ်ဒါညနေပိုင်းမှာတဲ့9-6ဆိုပြီးတော့တဲ့1ပရိတ်ကြာပါတယ်တဲ့အဲ့ဒါဆိုတော့ဆရာတို့လိုက်နေတဲ့1-6ပရိတ်နဲ့4-2 3-2ပတ်တီးဒီဒါနှစ်ခုသလုံးပေးသွားတဲ့အတွက်ဆရာတို့မကြည့်တော့ဘူး
ဒါဆိုရင်ဒီမှာဆက်ကြည့်မယ်ဆိုရင်ဒီမှာမနက်ပိုင်းမှာ86ညနေပိုင်းမှာ96လို့ကြာသွားတယ်ငါးထိပ်နဲ့ကြာသွားတဲ့အတွက်ဒီမှာတစ်ခါ65ဆိုပြီးတော့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့ဒီညီကိုထပ်ဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်ကိုကြည့်မယ်ဆိုရင်10ဖြစ်နေတဲ့အတွက်10ပါဝါဒီ3 83ဒီအောက်မှာပရိတ်တဲ့83ပရိတ်နေတဲ့65ပတ်ဒီပါတဲ့65ပတ်ဒီဆိုရင်ကြည့်မယ်ဆိုလို့ရှိရင်အောက်ပထမနေ့မှာပဲတဲ့96ဆိုပြီးတော့6ပတ်ဒီကြာတယ်တဲ့ဒုတိယနေ့မှာတော့မနက်ပိုင်းမှာ9ပရိတ်ကြာပြီးတော့ညနေပိုင်းမှာ1နှစ်ဆိုပြီးတော့တဲ့3ပရိတ်ကြာတယ်ပေါ့နော်83ပရိတ်က3ပရိတ်ကိုပေးတယ်ဓမ္မပတ်ဒီက96ပတ်ဒီက96ဆိုပြီး6ပေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင်စာရုပ်တွေကြည့်တော့ပေါ့နော်နောက်တဲ့ဖြစ်မဲ့ဟာလေးကိုဆက်ကြည့်မယ်ဒါဆိုတနင်္လာနေ့မှာအင်္ဂါနေ့မှာတဲ့မနက်ပိုင်းမှာ36လို့ထွက်တယ်မနက်ပိုင်းမှာ36လို့ထွက်ပြီးတော့ညနေပိုင်းမှာခွန်9လို့ထွက်တဲ့အတွက်6ခွန်ဆိုတဲ့လယ်ညီကိုဖြစ်ပြန်ပြီတဲ့အဲ့လိုဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ3ညဖြစ်နေတဲ့အတွက်3ညရဲ့ပါဝါဒီ9 3ညဒီပရိတ်ပါတဲ့6ခွန်ဒီပတ်ဒီပါတဲ့ဆိုတော့အောက်ပွဲမှာကြည့်မယ်ဆိုရင်တဲ့မနက်ပိုင်းမှာတော့မထွက်ဘူးညနေပိုင်းမှာ96ဆိုပြီးတော့တဲ့6ပတ်ဒီထွက်တယ်တဲ့ဒုတိယနေ့မှာတဲ့4မနက်ပိုင်းဒုတိယနေ့မှာမနက်ပိုင်း4ကိုထွက်ပြီးတော့ညနေပိုင်းမှာ6တစ်လို့ထွက်တဲ့အတွက်9 3ညပရိတ်ဒီဆင်းပြီတဲ့အဲ့တော့ပတ်ဒီတစ်လုံးနဲ့ထွက်ပြီး9 3ညပရိတ်လဲဆင်းပြီဆိုတော့ရှားတို့တွေဒါနားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ပြီဆက်ပြီးတော့ညီကိုဖြစ်မလားထပ်ကြည့်မယ်ပေါ့နော်ထပ်ကြည့်မယ်ဆိုတော့ဒီပွဲတွေမှာမဖြစ်ဘူးမဖြစ်တဲ့အတွက်ဒီကိုဆက်ကြည့်မယ်ဒီကိုဆက်ကြည့်မယ်ဆိုတော့ဒီမှာလဲကြာတာပရင်းနေ့မှာတဲ့မနက်ပိုင်းမှာ28ညနေပိုင်းမှာခွန်ဆိုပြီးကြားတဲ့အတွက်8ခွန်ဆိုပြီးတော့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့ဒီမှာလဲထိပ်စီးကိုကြည့်မယ်ဆိုလို့ရှိရင်2ဖြစ်နေတဲ့အတွက်2ရဲ့ပါဝါဒီခွန်2ခွန်ဒီပရိတ်အောက်မှာဆင်းရပါမယ်တဲ့ခွန်ပတ်ဒီဒီခွန်8ပတ်ဒီလိုက်ရမယ်တဲ့အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်အောက်ပွဲမှာတဲ့20ဆိုပြီးတော့တဲ့2ပရိတ်နဲ့အရင်ရတယ်တဲ့20ဆိုပရိတ်ရပြီးတော့ညနေပိုင်းမှာမထွက်ဘူးပေါ့နော်ဒုတိယနေ့မှာတဲ့6တစ်ဆိုပြီးထွက်တယ်ညနေပိုင်းမှာ9လေးဆိုတော့မထွက်ဘူးတတိယနေ့မှာ3ညာဘူးဆိုပြီးတော့တဲ့ထွက်ပြီးတော့ညနေပိုင်းမှာခွန်6ဆိုပြီးတော့တဲ့ခွန်ပတ်တိနဲ့ထပ်ရပြန်တယ်တဲ့ဒါဆိုတော့ဆရာတို့တွေလိုက်နေတဲ့ပရိတ်ကောပတ်တိရောရပြီဆိုတော့နားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အောက်ပွဲကိုဆက်ကြည့်မယ်ဖြစ်သေးလားဖြစ်သေးလားဆိုတော့အင်္ဂါနေ့မှာတခါထပ်ဖြစ်တယ်တဲ့မနက်ပိုင်းမှာ4-6တဲ့ညနေပိုင်းမှာ9-4ဆိုပြီးအလဲ6-5ဆိုပြီးညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုထပ်ဖြစ်ပြန်တော့မနက်ပိုင်းကန်းကိုကြည့်မယ်ဆိုရင်မနက်ထိပ်စီးသည်4ဖြစ်နေတဲ့အတွက်4ရဲ့ပါဝါဒီ9ဆိုတော့4-9ပရိတ်အောက်မှာလိုက်မယ်ပေါ့နော်4-9ပရိတ်လိုက်မယ်6-5ပတ်တီလိုက်မယ်4-9ပရိတ်လိုက်မယ်6-5ပတ်တီလိုက်မယ်ဆိုတော့အောက်မှာကြည့်မယ်ဆိုရင်ပထမနေ့မှာမထွက်ဘူးဒုတိယနေ့မှာတော့တဲ့ညနေပိုင်းမှာတဲ့9-3ဆိုပြီးတော့တဲ့9ပတ်တီထွက်တယ်တဲ့တတိယနေ့မှာတော့မနက်ပိုင်းမှာ1နှစ်ဆိုပြီးတော့နော်ထွက်တယ်ညနေပိုင်းမှာ4-9ဆိုတော့မထွက်ပရိတ်မထွက်သေးဘူးပေါ့ပရိတ်ကတော့လိုက်ရမယ့်ပရိတ်ဒီ4-9ပရိတ်နဲ့6-5ပတ်တီဆိုတော့9ပတ်တီတစ်လုံးတော့ရပြီဟုတ်ပြီဒါဆိုတော့သူကဒီအပတ်ထဲမှာတော့3ရက်ပဲရတယ်နောက်ပတ်မှာ2ရက်ကျုံးဝင်တယ်ပေါ့နော်နောက်တစ်ပတ်အကျုံးဝင်မှာ2ရက်မှာဘာကြီးကြာသေးလဲဆိုရင်တဲ့တနင်္လာနေ့မှာတဲ့3ည4ဆိုပြီးတော့4ပရိတ်ကြာပါပြီတဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်အပြည့်မှာဘာကြီးကြာသေးလဲဆိုရင်6ခုဆိုပြီးတော့နော်ထပ်ပြီးတော့ပတ်တီကြာသေးတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေကပထမပွဲမှာတော့9ပတ်တီနဲ့ရတယ်နောက်ဒုတိယပွဲမှာ3ည4ဆိုပြီးပရိတ်နဲ့ရတဲ့အတွက်ဆရာတို့နားပြီပေါ့နော်အောက်ကညီကိုဖြစ်သေးတဲ့ဖြစ်တဲ့ဟာကိုလိုက်ကြည့်အောင်မယ်ဆိုတော့တဲ့ဒီမှာလည်းမဖြစ်ဘူးဟောဒီမှာကြာလာပရင်းနေမှာတဲ့မနက်ပိုင်းမှာ30တဲ့မနက်ပိုင်းမှာ30ညနေပိုင်းမှာ9နှစ်ဆိုပြီးတော့အလဲ3ည9ဆိုပြီးတော့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုထပ်ဖြစ်ပြီးတော့သူ့ရဲ့ထိပ်စီးလေးတွေ3ဖြစ်နေတဲ့အတွက်3ရဲ့ပါဝါဒီ8 38ပရိတ်အောက်မှာလိုက်ရမယ်တဲ့3ည9ပတ်တီးနဲ့38ပရိတ်ကိုလိုက်မယ်တဲ့ဆိုတော့အောက်မှာဘာတွေကြားခဲ့လဲဆိုရင်အောက်ပွဲမှာပဲတဲ့သူကပထမနေ့မှာပဲ85ဆိုပြီးတော့တဲ့3ပရိတ်နဲ့ပေးတယ်တဲ့ညနေပိုင်းမှာခွန်9ဆိုပြီးတော့တဲ့9ပရိတ်9ပတ်တီးတခါထပ်ပေးတယ်ဆိုတော့ပရိတ်ကောပတ်တီးရပြီဆိုတော့ဆရာတို့နားပြီပေါ့နော်ဒါဆိုလို့ရှိရင်နောက်ထပ်ညီကိုပွဲတွေဖြစ်မလားကြည့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အင်္ဂါနေ့မှာတဲ့မနက်ပိုင်းမှာ90တဲ့ညနေပိုင်းမှာ94ဆိုပြီးတော့တဲ့3ည9လို့ထပ်ဖြစ်ပြန်တယ်တဲ့ညီကိုနော်အဲ့လိုထပ်ဖြစ်ပြန်တယ်မနက်ပိုင်းမှာထိပ်စီးလေးဒီ6ဖြစ်နေတဲ့9ရပါဝါဒီ6လေးပရိတ်ဒီအောက်ပွဲမှာကြာရမယ်တဲ့3ည9ပတ်တီလေးကြာရမယ်ဆိုတော့ဆရာတို့ကြည့်မယ်ဆိုရင်အောက်ပွဲမှာရင်9လေးဆိုပြီးတော့ပရိတ်ကတော့ပေးပြီးညနေပိုင်းမှာလည်း1လေးဆိုပြီးတော့ထပ်ပေးတယ်နော်6လေးပရိတ်ဒီမှာတော့တော်တော်ပေးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ပတ်တီမထွက်သေးဘူးပေါ့နော်ပတ်တီမထွက်သေးဘူးပထမနေ့မှာမထွက်ဘူးဒုတိယနေ့မှာမထွက်ဘူးတတိယနေ့မှာလည်းမထွက်ဘူး
တတိယနေ့မှာလည်းမထွက်ဘူးနော်သူကဒါဆိုလို့ရှိရင်ဒီပတ်မှာတော့3ရက်တည်းလိုက်ရမယ်3ရက်မှာတော့ဘရိတ်တစ်လုံးတော့ရပြီဒါပေမဲ့ပတ်သီးမရသေးဘူးနောက်တစ်ပတ်မှာ2ရက်အကျုံးဝင်နေဆိုတော့ကြည့်မယ်ဆိုရင်တနင်္လာနေ့မှာတဲ့9-3ညဆိုပြီးတော့တဲ့ပတ်သီးကိုပေးပါတယ်တဲ့ဆိုတော့ဆရာတို့တွေကပတ်သီးရောဘရိတ်ကိုရပြီဆိုတော့နားပြီပေါ့ဒါဆိုလို့ရှိရင်ဆက်ပြီးတော့ညီကိုဖြစ်သေးလားထပ်ကြည့်မယ်ဆိုတော့ဒီမှာညီကိုကြီးမဖြစ်တော့ဘူးနော်တောက်ကြနေမှာတဲ့မနက်ပိုင်းမှာ2-1ညနေပိုင်းမှာ20ဆိုတော့တဲ့1ပိတ်2ထိတ်ကြတဲ့အတွက်1-2ဆိုပြီးတော့ညီကိုအလဲညီကိုဖြစ်ပြန်နေတဲ့အဲ့လိုအလဲညီကိုဖြစ်လိုက်တော့သူ့ရဲ့ထိတ်စည်းလေးဒီ2ဖြစ်နေတဲ့အတွက်2ပါဝါဒီခွန်2ခုံဒီဗရိတ်နောက်တစ်ပတ်မှာလိုက်ရမယ်ပေါ့နော်သူကတောက်ကြနေမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်အပြည့်လိုက်ရမှာပေါ့နော်2ခုံဗရိတ်နဲ့တဲ့1-2ပတ်သီးပါတဲ့ဆိုတော့ကြည့်မယ်အောက်မှာကြည့်မယ်ဘာကြီးကြလဲဆိုလို့ရှိရင်တဲ့တနင်္လာနေ့မနက်ပိုင်းမှာတဲ့ပထမနေ့မှာပေါ့နော်ပထမနေ့မှာ2-2ဆိုပြီးတော့တဲ့ဒါ2ပတ်သီးကြာပြီပေါ့နော်2ပတ်သီးကြာပြီညနေပိုင်းမှာလည်း8-2ဆိုပြီးတော့ကြာတယ်ဒုတိယနေ့မှာဒါဆိုဗရိတ်ကျန်နေတယ်ဗရိတ်ဒီ2ခုဗရိတ်ဖြစ်ရမယ်ဆိုတော့2ခုဗရိတ်ဒီမကြာသေးဘူးပေါ့နော်ပတ်သီးကတော့ရပြီမနက်ကောညာရောရတယ်နော်ပတ်သီးကတော့ဒုတိယနေ့မှာမကြာဘူးတဲ့တတိယနေ့မှာလည်းမကြာဘူးစတုတ္ထနေ့မှာခွန်9ဆိုပြီးတော့2ပရိတ်ကြာတယ်တဲ့2ပရိတ်ကြာတယ်ဆိုတော့ဆရာတို့တွေပိုင်းပြီပေါ့တော်ပြီပေါ့နော်ဒါဆိုလို့ရှိရင်ပတ်သီးရောပရိတ်ကိုရပြီဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်ကြည့်မယ်ဆိုတော့အင်္ဂါနေ့မှာတဲ့တနင်္လာနေ့ကတော့စပေါ်နော်အင်္ဂါနေ့မှာတဲ့6-1ဆိုပြီးတော့1ပိတ်နဲ့ကြာတယ်ညနေပိုင်းမှာ2-8ဆိုပြီးတော့2ထိတ်နဲ့ကြာတဲ့အတွက်1-2ဆိုတဲ့ညီကိုအလဲညီကိုဖြစ်ပြန်ပြီတဲ့သူ့ရဲ့ထိတ်ကိုကြည့်မယ်ဆိုရင်6ဖြစ်နေတဲ့အတွက်6ရဲ့ပါဝါဒီလေး6လေးဒီဗရိတ်ပါတဲ့6လေးဗရိတ်နဲ့1-2ပတ်သီးကိုဆရာတို့လိုက်မယ်တဲ့လိုက်မယ်ဆိုတော့အောက်ဘက်မှာကြည့်မယ်ဆိုရင်တဲ့ပထမနေ့မှာတဲ့မထွက်သေးဘူးပထမနေ့မှာမထွက်ဘူးတဲ့ဒုတိယနေ့မှာတော့တဲ့10ဆိုပြီးတော့တဲ့1ပတ်သီးရတယ်တဲ့တတိယနေ့မှာလည်း1ပရိတ်1ပတ်သီးထွက်တယ်ပေါ့နော်ဒါဆိုတော့ဒီပွဲမှာတော့3ရက်လိုက်ချိန်ရှိတယ်3ရက်လိုက်ချိန်မှာပတ်သီးတော့ပေးသွားပြီဒါပေမဲ့ဗရိတ်ကိုတော့မပေးသွားဘူးပေါ့နော်ဗရိတ်မပေးသွားဘူးဆိုတော့ဒီပွဲနောက်တစ်ပတ်မှာဗရိတ်လိုက်ရတော့မှာပေါ့ဗရိတ်လိုက်ရတော့မှာဆိုဆရာတို့ကနောက်တစ်ပတ်မှာ2ရက်အကျုံးဝင်နေတယ်နော်ဗရိတ်က2ရက်အကျုံးဝင်တယ်ဆိုတော့အဲ့ဒီမှာလိုက်မယ်ကြည့်မယ်ဆိုရင်ပထမနေ့စတုတ္ထနေ့မြောက်နေ့မှာလည်းမထွက်ဘူးဗရိတ်ပြင်စမနေ့သူ့ရဲ့ရက်ပြည့်မှာလည်းဗရိတ်4-9ဒီပေးမသွားဘူးတဲ့ပေးမသွားဘူးเนาะအဲ့မှာတော့သူကတရက်ဆုပ်ပြီးတော့နောက်နေ့ကြမှာ40ဆိုပြီးတော့ဗရိတ်4-9နဲ့ပေးတယ်တဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဆက်ကြည့်မယ်ဆိုတော့အဲ့မှာ40လို့ပေးထားခဲ့တရက်စွန့်မှပေးသွားတယ်เนาะဒါမျိုးတွေရှိတတ်တယ်ဒါဟုတ်တတိတော့ထားပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အလဲမနေ့ပိုင်းမှာ40ညနေပိုင်းမှာ1-9ဆိုပြီးတော့တဲ့ကြတဲ့အတွက်အလဲမှာ3-1ဆိုပြီးတော့ညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးဒီ4ပဲဖြစ်နေတော့4-9 break ပဲတဲ့4-9 break မှာဆိုရင်အောက်မှာလိုက်ရမယ်ဆိုရင်4-9 break နဲ့3-1ပတ်သီးပေါ့နော်အဲ့ဒီမှာတဲ့အောက်နေ့မှာပထမနေ့မှာဗာကြလဲဆိုရင်မနေ့ပိုင်းမှာမကြဘူးညနေပိုင်းမှာ6-1ဆိုပြီးတော့1ပတ်သီးပေးတယ်တဲ့ဒုတိယနေ့မှာလည်းမကြဘူးပေါ့နော်ဒုတိယနေ့မှာမကြတော့ဒီဘက်မှာ2ရက်ပဲလိုက်ချိန်ရှိတယ်နောက်တစ်ပတ်မှာ3ရက်ရှိသေးတာပေါ့နော်လိုက်ရမှာအဲ့ဆိုတော့နောက်တစ်ပတ်မှာကြည့်မယ်ဆိုလို့ရှိရင်နောက်တစ်ပတ်မှာတဲ့တနင်္လာနေ့မှာလည်းမထွက်သေးဘူးတဲ့တနင်္လာနေ့မှာလည်းဗရိတ်မထွက်ဘူးပေါ့နော်တနင်္လာနေ့မှာတဲ့တနင်္လာနေ့မှာ2ပတ်သီးဟုတ်ပြီ2ပတ်သီးထွက်ပြီပေါ့ဘယ်ရောက်သွားလဲမသိဘူးဒီ1-2လို့ဖြစ်တာလားဟုတ်ပါဘောဒီမှာ3-1လို့ဖြစ်တာဒီမှာ3-1လို့ဖြစ်တဲ့နေရာမှာတစ်ချက်ပြန်ကြည့်ရအောင်နော်တစ်ချက်ပြန်ကြည့်ရမယ်ဆိုဘာလဲဆိုရင်အဲ့မှာ40နဲ့1-9လို့ဖြစ်3-1လို့ဖြစ်တော့သူကလိုက်ရမယ်ဗရိတ်ဒီ4-9ဗရိတ်3-1ပတ်သီးအဲ့ဒီမှာသူကဒီပတ်မှာတော့2ရက်ပဲရှိတယ်2ရက်မှာကြည့်မယ်ဆိုလို့ရှိရင်6-1ဆိုပြီးတော့ပတ်သီးထွက်သွားပြီနောက်ဒုတိယနေ့မှာတဲ့မနေ့ပိုင်းမှာ2-9ညနေပိုင်းမှာ8-4ဆိုပြီးတော့အလဲ9-8လို့ဖြစ်တဲ့အတွက်ရှာတို့4-9 break ဒီ4-9 break လိုက်ရမှာ4-9 break မပေးဘဲနဲ့เนาะထပ်ပြီးတော့ညီကိုထပ်ဖြစ်သွားတယ်အဲ့လိုညီကိုထပ်ဖြစ်သွားတဲ့အခါကျတော့သူ့ရဲ့ထိတ်မှာဘာတွေ့လဲဆိုရင်2လို့တွေ့တယ်2ဆိုတော့2ရဲ့ပါပါဒီခွန်2ခွန်ဒီ break 9-8ဒီပတ်သီးပေါ့ဒါဆိုလို့ရှိရင်ဆရာတို့ကတောက်ကြနေမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်ရက်ပြည့်လိုက်ရမယ်ဆိုတော့ပထမနေ့မှာတဲ့မနက်ပိုင်းမှာတဲ့80ဆိုပြီးတော့တဲ့ခွန်ပရိတ်ထွက်တယ်တဲ့ညနေပိုင်းမှာ93ဆိုပြီးတော့တဲ့6ပတ်သီးနဲ့2ပရိတ်ကိုထပ်ပေးတယ်ဆိုတော့ဆရာတို့တွေမှာဒီမှာတော့ဒ
ဒါပရိကောပတ်တိရောမိမိရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီပွဲမှာလည်းတခါထပ်ပြီးတော့မနက်ပိုင်း90ညနေပိုင်း93ဆိုတော့အလဲမှာ39ဆိုပြီးထပ်ဖြစ်ပြန်တယ်တဲ့39လို့ထပ်ဖြစ်ပြီးတော့သူ့ရဲ့ထိပ်စီးလေးကိုကြည့်မယ်ဆိုရင်ခွန်ဖြစ်နေတဲ့အတွက်ခွန်နှစ်ပရိတ်ပါတဲ့ခွန်နှစ်ပရိတ်နဲ့39ပတ်တိတဲ့ဒါဆိုလို့ရှိရင်အောက်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တဲ့သူကမနက်ပိုင်းမှာ3ခွန်လို့ထွက်တယ်ညနေပိုင်းမှာ34ဆိုပြီးတော့တဲ့3ပတ်တိနဲ့ထွက်တယ်3ပတ်တိထွက်တယ်ဒုတိယနေ့မှာမနက်ပိုင်းမှာ1ခွန်ညနေပိုင်းမှာ43ဆိုပြီးတော့ခွန်ပရိတ်ထွက်ပါတယ်ဒါဆိုတော့ဒီမှာ4ပတ်တိလည်းရပြီပေါက်3ပတ်တိရပြီခွန်ပရိတ်ရပြီဆိုတော့ဆရာတို့တွေဆက်မလိုက်တော့ဘူးပေါ့နော်ဒါပေမဲ့ဒီမှာတော့ခွန်ပရိတ်ဆိုပြီးတော့ကြာတယ်နော်ပတ်တိရောပရိတ်ကောတွဲပြီးတော့ခွန်ထက်ကြသေးတယ်ထားပါတော့ဒါတွေရတော့နော်ကိုလိုက်နေတဲ့မူကိုနှစ်ခုပြည့်သွားပြီဆိုရင်တော့မလိုက်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အလဲညီကိုဖြစ်သေးလားထက်ကြည့်မယ်ဆိုရင်ဒီတောက်ကြနေမှာတဲ့တခါ6ညနေပိုင်းမှာ2ဆိုပြီးတော့တဲ့ကြားတဲ့အတွက်1ဆိုပြီးတော့အလဲညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုလဲညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ6ဖြစ်နေတဲ့အတွက်6ရဲ့ပါဝါဒီ6လေးပရိတ်ဒီအောက်ပွဲမှာလိုက်ရပါမယ်တဲ့1ပရိတ်နဲ့1ပတ်တိနဲ့6လေးပရိတ်ပေါ့နော်အဲ့မှာကြည့်မယ်ဆိုလို့ရှိရင်တဲ့တနင်္လာအင်္ဂါစပေါ်ပွဲ2ရက်ဖြစ်နေတဲ့အတွက်သူကဒီတပတ်ထဲမှာလည်း3ရက်ပဲရရင်နော်အဲ့3ရက်မှာကြည့်မယ်ဆိုရင်တဲ့ဗုဒ္ဓနေ့မှာစဖွင့်တဲ့အတွက်ဗုဒ္ဓနေ့မှာတဲ့39ဆိုပြီးတော့6ပရိတ်ရပြီတဲ့နော်39ဆိုပြီးတော့6ပရိတ်နဲ့ရတယ်တဲ့ညနေပိုင်းမှာတဲ့51ဆိုပြီးတော့တဲ့1ပတ်တိရပြီတဲ့ဒါဆိုရင်ဆရာတို့ကပရိတ်ကောပတ်တိရောရပြီဖြစ်တဲ့အတွက်ဆက်မလိုက်ဘူးပေါ့နော်ဆက်မလိုက်ဘူးဒါပေမဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ1ဆိုပြီးတော့ပတ်တိနဲ့ပတ်တိကြာသေးတယ်ပေါ့နော်ညနေပိုင်းမှာ4-5ဆိုပြီးပရိတ်ထက်ကြတယ်ဟုတ်ပြီဒါဆိုရင်ထားတာတွေကိုညီကိုဖြစ်လားထပ်ကြည့်မယ်ဗုဒ္ဓနေ့မှာတဲ့မနက်ပိုင်းမှာ8လေညနေပိုင်းမှာ9ခွန်ဆိုပြီးတော့4-5ဆိုပြီးတော့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုထပ်ဖြစ်တဲ့အတွက်ထိပ်စီးလေးကိုကြည့်မယ်ဆိုရင်8ဖြစ်နေတဲ့အတွက်8ရဲ့ပါဝါဒီ3ဆို83ဒီပရိတ်ပါတဲ့83ပရိတ်နဲ့4-5ပတ်တိတဲ့ဒါဆိုရင်အောက်ဘွဲမှာကြည့်မယ်ဆိုရင်တဲ့ဘာတွေကြာတယ်လဲဆိုရင်မနက်ပိုင်းမှာတော့မကြာဘူးညနေပိုင်းမှာ1ဆိုပြီးတော့တဲ့3ပရိတ်ထွက်ပြီတဲ့ဒါဆိုလို့ရှိရင်ဆရာတို့ဘာလို့လဲ4-5ပတ်တိလို့တယ်4-5ပတ်တိကတောက်ကြနေမှာတော့ကြာမသွားဘူးနော်ကြာမသွားဘူးနောက်တစ်ပတ်ဒီ2ရက်မှာတော့ပတ်တိရောပရိတ်ကောမကြာဘူးနော်ပရိတ်တော့ပြီးပြီပတ်တိမကြာသေးဘူးဒါပေမဲ့ဆရာတို့လိုက်ရမယ်သူ့ရဲ့မူလေးဒီနောက်3ရက်လိုသေးတဲ့အတွက်နောက်တစ်ပတ်မှာ3ရက်အကျုံးဝင်သေးတယ်3ရက်အကျုံးဝင်သေးတယ်ဆိုတော့ပတ်တိဒီ3ညပတ်တိဒီ4-5ပတ်တိဖြစ်တဲ့အတွက်ကြည့်မယ်ဆိုရင်ပထမနေ့မှာတနင်္လာနေ့မှာတော့မကြာဘူးဒုတိယနေ့မှာတဲ့စတုထနေ့ပေါ့နော်စတုထနေ့မှာတော့မနက်ပိုင်းမှာ9-3ဆိုပြီးတော့တဲ့9ပတ်တိတဲ့ရတယ်တဲ့ညနေပိုင်းမှာ4-3ဆိုပြီး4ပတ်တိထပ်ပေးတယ်နော်အဲ့မှာလဲ9-3ဆိုတော့ဒီမှာဆရာတို့လိုက်နေတဲ့8-3ပရိတ်ကတော့သူလည်းအပိပေးတာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ပွဲမှာလည်းsorry အပေါ်မှာတဲ့တနင်္လာနေ့မှာလည်း3ည2နဲ့ညနေပိုင်းမှာ1ခွန်ဆိုပြီးတော့2ဆိုရင်ညီကိုထပ်ဖြစ်တယ်ညီကိုထပ်ဖြစ်တော့သူဒီပါလိုက်ရမလဲ2ပတ်တိ3-5ပရိတ်ပေါ့3-5ပရိတ်ဆိုအောက်ပွဲမှာထပ်ကြည့်မယ်ဆိုတော့အောက်ပွဲမှာ9-3ညနေပိုင်းမှာ4-3ဆိုပြီးတော့3-4ဆိုပြီးညီကိုထပ်ဖြစ်တယ်ထပ်ဖြစ်တဲ့အတွက်ဒါဆရာတို့အပေါ်ဘွဲကိုထားမယ်နော်အောက်မှာညီကိုထပ်ဖြစ်တဲ့အောက်ဘွဲကိုပဲလိုက်မယ်အဲ့တော့သူ့ရဲ့ထိပ်စီးလေးဒီ9ဆိုတော့9-3ပတ်တိ9-3ပရိတ်3-4ပတ်တိပေါ့9-3ပရိတ်9-3ပရိတ်3-4ပတ်တိဆိုတော့အောက်ဘွဲမှာကြည့်မယ်ဆိုရင်9-5ဆိုပြီးတော့တဲ့3ပရိတ်နဲ့ပေးတယ်ဒါဆိုညနေပိုင်းမှာ9-2နောက်နေ့မှာ2-6နဲ့50ဆိုတော့9ပတ်တိလေးပေးပြီတဲ့ဒါဆိုရင်ဒီမှာပရိတ်ကပတ်တိရရပြီဒီမှာ9-3ပရိတ်9-3ပရိတ်ဆိုတော့9-3ပရိတ်ဆိုတော့3-4ပတ်တိမရသေးဘူးเนาะပရိတ်ပဲထွက်သေးတယ်3ပရိတ်5ပရိတ်ဟုတ်ပြီဒါဆိုလို့ရင် तू ကဒီမှာ2ရက်ရပြီနောက်3ရက်အတွင်းမှာပါပတ်တိဒီခြားလို့လိုက်နေတဲ့ပတ်တိ4-5ပတ်တိဟုတ်လားပြပါဦး9ဆိုထွက်တော့3-4ပတ်တိဒီဒီမှာကြည့်မယ်ဆိုတော့ပထမနေ့မှာလည်းမထွက်ဘူးဒုတိယနေ့မှာမထွက်ဘူးတတိယနေ့မှာပေါ့တတိယနေ့ဆိုတော့ဒါသူ့ရဲ့မူရ9ရက်ပြည့်တဲ့နေ့ပေါ့နော်9ရက်ပြည့်တဲ့နေ့မှာမနက်ပိုင်းမှာ4ဆိုပြီး4ပတ်တိရတယ်ညနေပိုင်းမှာခွန်3ဆိုပြီးတော့3ပတ်တိပေးရတဲ့ဒါဆိုတော့ဟုတ်ပြီဒီမှာဆက်ကြည့်မယ်ဆိုရင်တောက်ကြနေမှာမနက်ပိုင်းမှာ9ခွန်ညနေပိုင်းမှာ6-5ဆိုပြီးတော့ခွန်6ဆိုတဲ့ညီကိုဖြစ်ပြန်တယ်အဲ့လိုညီကိုဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ9ဖြစ်နေတယ်9ဆိုတော့9ရဲ့ပါဝါဒီ3ညဆိုတော့9-3ပရိတ်နဲ့
ခွန်6ပတ်တီပေါ့9-3ပရိနဲ့ခွန်6ပတ်တီဆိုအောက်ပွဲတွေမှာပါကြတယ်လေကြည့်မယ်ဆိုရင်ပထမနေ့မှာလည်းမကြဘူးဒုတိယနေ့မှာမကြဘူးတတိယနေ့မှာတတိယနေ့မှာ1-9ဆိုပြီးတော့တဲ့9-3ပရိကပေးရဲ့ဟုတ်ပြီဒါဆိုလို့ရှင်စတုထနေ့ကျရင်တော့ဘာပေးလဲဆိုရင်3ခွန်ဆိုပြီးတော့ခွန်ပတ်တီပေးပြီတဲ့ဒါဆိုရင်ပရိကောပတ်တီရတော့နားပြီပေါ့sorry ဒီမှာလည်းထပ်ဖြစ်သေးတာဟုတ်ဟုတ်ပြီဒီမှာထပ်ဖြစ်သေးတယ်နော်နှစ်ညနေပိုင်းမှာ1-8ဆိုပြီး2-1ပတ်တီဖြစ်တယ်2-1ပတ်တီဆိုတော့2ရဲ့ပါဝါဒီခွန်2ခွန်ပရိနဲ့2-1ပတ်တီ2ခွန်ပရိနဲ့2-1ပတ်တီဆိုတော့အောက်မှာကြည့်မယ်ဆိုဘာတွေ့လဲ9-9-9-5ဆိုပြီးတော့ပြန်ကြတယ်ကြတော့ပတ်တီရောပရိကောမထီသေးဘူးပေါ့နော်ဒုတိယနေ့မှာကြည့်တော့1-9ဆိုပြီးတော့1ပတ်တီရတယ်ညနေပိုင်းမှာ9-2ဆိုပြီးတော့ပရိကောပတ်တီရောတွဲပေးသွားပါတယ်တဲ့ဒါဆိုတော့ပြီးပြီပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်မယ်ညီကိုဖြစ်သေးလဲဆက်ကြည့်မယ်ဟောဒီမှာတဲ့ကြာတာပရိနေမှာမနေ့ပိုင်းမှာ1-6တဲ့ညနေပိုင်းမှာ9ခွန်ဆိုပြီးအလဲ6-5လို့ညီကိုထပ်ပြစ်တယ်တဲ့အဲ့လိုညီကိုထပ်ပြစ်တယ်သူ့ရဲ့ထိပ်စည်းလေးဒီ1ဖြစ်တယ်1-6ဒီပရိ1-6ပရိနဲ့တဲ့6-5ပတ်တီတဲ့ဆိုတော့ဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်နောက်တစ်ပတ်မှာစပေါ်ဘွဲရှိတယ်နော်စပေါ်ဘွဲဆိုတော့ဘယ်ရှိမိမဲ့ကြည့်မယ်ဆိုလို့ရှိရင်အင်္ဂါနေ့မှာထွက်တဲ့အခါမှာ9-8ဆိုပြီးတော့9ပတ်တီရပြီတဲ့ပရိတ်တော့မကြသေးဘူးပေါ့နော်1-6ပရိတ်9ပတ်တီရပြီဒုတိယနေ့မှာ2-8နဲ့3ညာဘူးဆိုတော့မကြသေးဘူးတတိယနေ့မှာ9ခွန်ဆိုပြီးတော့တဲ့တခါ6ပရိတ်ထက်ကြရနော်6ပရိတ်ကြပြီတဲ့အဲ့တော့ပတ်တီက9ပတ်တီရမယ်ဒီမှာ9ခွန်ဆိုတော့6ပရိတ်ရမယ်ဒါဆိုတော့ဆရာတို့ဒါသူ့ရဲ့မူရပြီဆိုတော့မကြည့်တော့ဘူးပေါ့နော်ထပ်ပြီးတော့ဖြစ်လာကြည့်မယ်ဆိုတော့တဲ့အင်္ဂါနေ့မှာတဲ့မနေ့ပိုင်းမှာ9-2ညနေပိုင်းမှာ3-6ဆိုပြီးတော့2-3ဆိုပြီးညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုထပ်ဖြစ်တဲ့အခါသူ့ရဲ့ထိပ်စည်းလေးဒီ9ဖြစ်နေတဲ့9-3ညသည်ပဋိ9-3ညသည်ပဋိ2-3သည်ပတ်တီတဲ့ပတ်တီကြည့်မယ်ဆိုလို့ရှိရင်အောက်ပွဲမှာတဲ့အောက်ပွဲမှာသူကမနေ့ပိုင်းမှာ2-6ဆိုပြီးတော့2ပတ်တီကိုပေးတယ်တဲ့ဒုတိယနေ့မှာတဲ့9-6ဆိုပြီးတော့တဲ့ဒါ9-6ဆိုပြီး9ပရိတ်ပေါ့နော်9ပရိတ်ပေးတယ်တဲ့ဆိုတော့2ပတ်တီရပြီ2ပတ်တီလည်းရပြီဒီမှာ9ပရိတ်လည်းရပြီဆိုတော့ဆရာတို့မကြည့်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုဆက်ပြစ်သေးလားဆက်ကြည့်မယ်ဆိုရင်တောက်ကြနေမှာတစ်ခါ9-3ဆိုပြီးကြာတယ်တဲ့ညနေပိုင်းမှာ4-3ဆိုပြီးတော့3-4ဆိုလည်းညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုလည်းညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးဒီ6ဖြစ်နေတဲ့6-4ဒီပဋိ3-4ဒီပတ်တီတဲ့ကြည့်မယ်ဆိုလို့ရှိရင်အောက်ဘွဲမှာတဲ့နောက်တစ်ပတ်တနေ့ကနေမှာ4-9ဆိုပြီးတော့တဲ့သူက4ပတ်တီကြရဲတဲ့4ပတ်တီကြပြီညနေပိုင်းမှာ2-2ဆိုပြီးတော့တဲ့4ပရိတ်ပေးပြီပေါ့နော်သူကတနေ့နေမှာပဲပရိတ်ကောအလုံးကိုပေးသွားတယ်ဆရာတို့ဆက်မကြည့်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ညီကိုဖြစ်တဲ့ပွဲကိုလိုက်ကြည့်မယ်ဆိုတော့တဲ့သူကအဲ့ပတ်ထဲမှာပဲမနေ့ပိုင်းမှာ4-5တဲ့ညနေပိုင်းမှာ4-8ဆိုပြီးတော့တဲ့အလဲ9-4လို့ညီကိုဖြစ်တယ်တဲ့အလဲ9-4လို့ညီကိုဖြစ်ပြီးသူ့ရဲ့ထိပ်စည်းလေးကိုကြည့်မယ်ဆိုရင်4ထိပ်ဖြစ်နေတဲ့အတွက်4ဒီ4ရဲ့ပါဝါဒီ9ဆိုတော့4-9ပရိတ်ပေါ့4-9ပရိတ်နဲ့9-4ထိပ်စည်းပေါ့နော်4-9ပရိတ်နဲ့9-4ပတ်တီသူကတောက်ကြနေမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်အပြည့်လိုက်ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှင်ဟုတ်ပြီတနေ့နာနေမှာကြည့်မယ်ဆိုရင်မနေ့ပိုင်းမှာ30လို့ထွက်တဲ့အတွက်ဘာမှမလာသေးဘူးညနေပိုင်းမှာ9-5ဆိုပြီးတော့တဲ့9ပတ်တီးနဲ့4ပရိတ်ကိုတခါတည်းအပြီးတစ်ချိန်နဲ့ပေးသွားတယ်ပေါ့နော်ဒါဆိုရင်ဆရာတို့ဆက်ကြည့်စရာမလိုဘူးဒါပေမဲ့ဒီမှာမနေ့ပိုင်းမှာ30ညနေပိုင်းမှာ9-5ဆိုပြီး3-9လို့ထပ်ပြီးတော့အလဲညီကိုဖြစ်ပြန်တယ်အလဲညီကိုဖြစ်လိုက်တဲ့သူ့ရဲ့ထိပ်စည်းလေးဒီ3ဖြစ်နေတဲ့အတွက်3ရဲ့ပါဝါစီ8 3-8ပရိတ်3-9ပတ်တီးပါတဲ့ဆိုတော့အောက်ဘွဲမှာကြည့်မယ်ဆိုလို့ရှိရင်မနေ့ပိုင်းမှာ2-9ဆိုပြီးတော့9ပတ်တီးထွက်ပြီးတဲ့ညနေပိုင်းမှာ50ဆိုပြီးတော့3ပတ်တီးထပ်ထွက်တယ်နောက်ဒုတိယမြောက်နေ့မှာတဲ့မနေ့ပိုင်းမှာ2-1ဆိုပြီးတော့3ပရိတ်ဆင်းတယ်တဲ့ညနေပိုင်းမှာလည်း1-2ဆိုပြီးပြန်ကြားနေ3ပရိတ်ပဲဆက်ဆင်းတယ်နော်ဒါဆိုရင်ဟုတ်ပြီဆရာတို့ကဒါရသွားပြီဆိုတော့ဆက်ကြည့်မယ်ညီကိုဖြစ်သေးလားဆိုတော့အဲ့ဒီမှာပဲတဲ့တခါပွဲစဉ်ဆက်ပြီးတော့နော်9-2ဆိုပြီးတော့မနေ့ပိုင်းမှာကြာပြီညနေပိုင်းမှာ3-2လို့ကြာတဲ့အတွက်အလဲ2-3ဆိုညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကို2-3ဆိုထပ်ဖြစ်ပြန်တယ်သူရဲ့ထိပ်စည်းမှုလေးဒီ9ဖြစ်နေတဲ့အတွက်9ရဲ့ပါဝါ3ည9-3ညဒီပရိတ်ပါတဲ့9-3ညပရိတ်နဲ့2-3ပတ်တီးဆိုတော့သူကအောက်ပွဲမှာတောက်ကြနေတနေ့ပဲလိုက်เสียရှိတယ်ဆိုတော့အောက်ပွဲမှာကြည့်မယ်ဆိုဘာထွက်လဲဆိုရင်သူကမနေ့ပိုင်းမှာ3-8ဆိုပြီးတော့မထွက်ဘူးညနေပိုင်းမှာ4-1ဆိုပြီးတော့9ပရိတ်ပေးတယ်ဆိုတော့ဆရာတို့ဘာလုပ်လဲ
နှစ်သုံးပတ်တီးပဲလိုတာပေါ့နှစ်သုံးပတ်တီးဆိုတော့ဒီမှာ1ရက်ဖြစ်သွားပြီးတော့နောက်တစ်ပတ်မှာ4ရက်လိုက်ရမှာပေါ့နော်နောက်တစ်ပတ်4ရက်လိုက်ရမယ်ဆိုတော့နောက်တစ်ပတ်မှာလည်းစပေါ်ပွဲကတနေ့ရှိနေတဲ့အတွက်ဒီတစ်ပတ်လုံးအတွက်လိုက်ရတော့မှာပေါ့ဒါဆိုဟုတ်ပြီကြည့်မယ်ဆိုလို့ရှိရင်တဲ့သူကတနေ့နာနေ့မှာတဲ့မနေ့ပိုင်းမှာ1လေးဆိုပြီး9ပြိတ်ပဲတခါထပ်တွက်တယ်တဲ့ထပ်တွက်ပြီးတော့သူကညနေပိုင်းမှာတော့3ဆိုပြီးတော့တဲ့3ပတ်တီးပြေးပြီတဲ့ဒါဆိုလို့ရှိရင်ရှားတို့တွေကပရိတ်ကောပတ်တီးရောရပြီဆိုတော့နားပြီပေါ့နော်အောက်ပွဲမှာညီကိုဖြစ်သေးလားထပ်ကြည့်မယ်ဆိုတော့ဟုတ်ပြီဗုဒ္ဓနေ့မှာတဲ့မနက်ပိုင်းမှာ18ညနေပိုင်းမှာ9နှစ်ဆိုပြီး19လို့အလဲထပ်ဖြစ်ပြန်တယ်အလဲညီကိုထပ်ဖြစ်ပြန်တယ်သူ့ရဲ့ထိပ်စီးလေးဒီ1ဖြစ်နေတဲ့အတွက်1ရဲ့ပါဝါဒီ6 16ဒီဘရိတ်ပါတဲ့16ဘရိတ်နဲ့19ပတ်တီးတဲ့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှင်သူကအောက်ပွဲမှာပဲတဲ့10ဆိုပြီးတော့1ဘရိတ်ပေးတယ်ညနေပိုင်းမှာ6 9ဆိုပြီး9ပတ်တီးနဲ့9ပတ်တီးရပြီပေါ့နော်ဒါဆိုလို့ရှိရင်1ဘရိတ်ကောပတ်တီးရောရပြီဖြစ်တဲ့အတွက်ဇာတို့ဆက်လိုက်စရာမလိုဘူးဒါပေမဲ့တောက်ကြနေမှာသူကညနေပိုင်းမှာမနက်ပိုင်းမှာ9ကိုညနေပိုင်းမှာ85ဆိုပြီးတော့98ဆိုပြီးတော့ပြိညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုထပ်ဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ9ဖြစ်နေတဲ့အတွက်9 3ညဒီပြိပေါ့နော်9 3ညပြိနဲ့98ပတ်တီးတဲ့သူကနောက်တစ်ပတ်ကျရင်ဘာထွက်လဲဆိုရင်မနက်ပိုင်းမှာ3လုံးထွက်တယ်ညနေပိုင်းမှာ98ဆိုပြီး8ပတ်တီးရပြီဟုတ်ပြီဒါဆိုလို့ရှိရင်ရှားတို့ဘာလို့လဲပြိလို့တယ်ပြိကတော့ဒီပွဲမှာပေးတာမပေးတာပေါ့နော်သူကပတ်တီးတော့ရပြီ8ပတ်တီးရပြီဒုတိယနေ့တတိယနေ့စတုတ္ထနေ့သူ့ရဲ့ရက်ပြည့်မှာတော့6နဲ့80ဆိုတော့ရှားတို့နေပတ်တီးက6ဆိုပြီးတော့တဲ့ဒါရက်ပြည့်တဲ့နေ့ကမှပတ်တီးက68ပတ်တီးဒီ68ပတ်တီးနဲ့ပဲရတယ်ဗရိတ်မရဘူးเนาะဗရိတ်9 3ညဗရိတ်ထွက်ရမှာ9 3ညဗရိတ်မကြခဲ့ဘူးဟုတ်ပြီအဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲမှာတော့သူကသူ့ရဲ့ဒါဖော်မြူလာလေးရဲ့မူရဆိုရင်သူက9ရက်အပြည့်ပေါ့နော်9ရက်ကတနင်္လာနေ့မှာပြည့်တယ်ဒါပေမဲ့သူကဗရိတ်က9 3ညဗရိတ်ပေးမသွားဘူးပေးမသွားဘဲနဲ့သူက6ရက်မြောက်နေ့9ရက်မြောက်နေ့မှာ4-1ဆိုပြီးတော့9 3ညဗရိတ်ကိုလာပေးတယ်တဲ့အဲ့လိုရက်ကြော်လေးတွေတော့ရှိတတ်တယ်နော်ဒါတွေကလည်းဒါကြောင့်မို့ဆရာပြောတယ်ဖော်မြူလာလေးတွေက100ရာခိုင်နှုန်းအပြည့်မမှန်ဘူးဆိုပေမဲ့အနည်းဆုံး80ရာခိုင်နှုန်းတော့မှန်တယ်ပေါ့နော်80ရာခိုင်နှုန်းမှန်တယ်ဆိုတော့ဗျာဥပမာလက်ညီကိုဒီ10ချိန်ဖြစ်ရင်9ချိန်ကတော့ကျင်းသည့်အာမခံလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဆရာအနေနဲ့ဒါပို့ပြောထားတာပေါ့နော်ဒါပေမဲ့အဲ့လောက်ထိမပြတ်ပါဘူးအခုပြလာခဲ့တဲ့အတိုင်းဆိုရင်ဒါ10ပွဲပြည့်တယ်တော့မှပဲတခါလေးတစ်ချိန်တော့မပြတ်တတ်ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှင်ဟုတ်ပြီညီကိုဖြစ်သေးလားထပ်ကြည့်မယ်ဆိုရင်မနက်ပိုင်းမှာ3နဲ့ညနေပိုင်းမှာ4ဆိုပြီးတော့တဲ့3လေးလို့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုထပ်ဖြစ်တာနဲ့သူ့ရဲ့ထိပ်စီးလေးဒီ3ဖြစ်နေတဲ့3ရဲ့ပါဝါဒီ8 3-8ဒီတဲ့ပဒိတ်တဲ့9 5 3လေးဒီပတ်တီးပေါ့နော်3လေးပတ်တီးနဲ့3-8ပဒိတ်ပေါ့သူကတော့တောက်ကြနေတနေ့ပဲလိုက်ရရှိတယ်နော်တောက်ကြနေတနေ့လိုက်ပြီးတော့နောက်တစ်ပတ်မှာ4ရက်လိုက်ရမှာပေါ့တောက်ကြနေမှာဘာထွက်ခဲ့လဲဆိုရင်တဲ့3-9ညနေပိုင်းမှာ9ဆိုတော့6ပဒိတ်3-9ပဒိတ်ဆိုတော့3ပဒိတ်ကောပတ်တီးရောမပေးဘူးပေါ့နော်ဒါဆိုတနေ့နာနေကြတော့တဲ့4ဆိုပြီးတော့တဲ့4ပတ်တီးရောပရိတ်ကော38ပရိတ်ဆိုပြီးတော့ပေးသွားတယ်တဲ့ပရိတ်ကောပတ်တီးရောပေးတဲ့အတွက်ဆရာတို့တွေထပ်စဉ်းစားတော့ဘူးပေါ့နော်နောက်ထပ်ညီကိုဖြစ်မဲ့ပွဲတွေကိုပဲကြည့်မယ်ဆိုတော့အဲ့ဘက်ထဲမှာပဲတဲ့တောက်ကြနေမှာတဲ့မနေ့ပိုင်းမှာ3-9ညနေပိုင်းမှာ8-4ဆိုပြီးတော့တဲ့အလဲမှာ9-8လို့ညီကိုထပ်ဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုထပ်ဖြစ်တော့သူ့ရဲ့ထိပ်စီးလေးဒီ3ဖြစ်နေတဲ့3ပါဝါဒီ8 3-8ဒီပရိတ်9-8ဒီပတ်တီးပေါ့ပတ်တီးဆိုတော့တောက်ကြနေမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်လုံးပေါ့နော်လိုက်ရမှာတစ်ပတ်လုံးလိုက်ရမယ်ဆိုတော့ဆရာတို့ကြည့်မယ်ဆိုတော့လိုက်ရမယ်ဟာလေးဒီ38ပရိတ်နဲ့98ပတ်တီးဟုတ်ပြီ38ပရိတ်98ပတ်တီးဆိုတော့ပထမနေ့မှာတဲ့ညနေပိုင်းမှာ86ဆိုပြီးတော့8ပတ်တီးကြတယ်တဲ့8ပတ်တီးကြပြီနော်ဒုတိယနေ့မှာမနေ့ပိုင်းမှာတော့မထွက်ဘူးညနေပိုင်းမှာ4ဆိုပြီးတော့ပဲတဲ့8ပရိတ်နဲ့ပေးပြီတဲ့ဒါဆိုလို့ရှိရင်ဆရာတို့တွေကပြည့်သွားတဲ့အတွက်ပရိတ်ကောပတ်တီးရောရတဲ့အတွက်ဆရာတို့တွေဆက်မလိုက်တော့ဘူးပေါ့နော်ညီကိုပွဲတွေပဲဆက်ကြည့်မယ်ဆိုတော့ဟုတ်ပြီဒီမှာတဲ့ဗုဒ္ဓနေ့မှာမနေ့ပိုင်းမှာ8တဲ့ညနေပိုင်းမှာ20ဆိုပြီးတော့1နှစ်ဆိုတဲ့ဒါညီကိုဖြစ်ပြန်ပြီပေါ့နော်သူ့ရဲ့ထိပ်စီးကိုကြည့်မယ်ဆို8ဖြစ်နေတဲ့အတွက်83ပရိတ်နဲ့1နှစ်ပတ်တီးပေါ့83ပရိတ်1နှစ်ပတ်တီးကိုဆရာတို့လိုက်မယ်ဆိုရင်ပထမနေ့မှာ
ပထမနေ့မှာ3နှစ်ဆိုပြီးတော့တဲ့ဒါနှစ်ပတ်သေးရပြီပေါ့နော်ဘရိတ်ကတော့မလာသေးဘူးဘရိတ်မလာသေးဘူးဆရာတို့လိုက်ရပဲဘရိတ်ဒီ8ပရိတ်ဘာလို့83ပရိတ်ပေါ့နော်83ပရိတ်ဆိုတော့ဒီမှာမကြဘူးမကြ2ရက်မှာ2ရက်မြောက်နဲ့ပိတ်ပြီပေါ့နော်ဒီတစ်ပတ်ကနောက်တစ်ပတ်မှာ3ရက်အကျုံးဝင်တာပေါ့နောက်တစ်ပတ်3ရက်အကျုံးဝင်တော့နောက်တစ်ပတ်3ရက်မှာ38ပရိတ်ဘာထွက်လဲဆိုရင်ပထမတနေ့နာနေမှာမထွက်ဘူးအင်္ဂါနေ့ကြာမှခွန်6ဆိုပြီးတော့တဲ့3ပရိတ်ကြာတယ်3ပရိတ်ကြာရဲတဲ့ခွန်6ဆိုပြီး3ပရိတ်ကြာတယ်အဲဒီမှာတော့တစ်ပတ်သီးပတ်သီးတွေတော့ပြီးရနော်တစ်ပတ်သီးနှစ်ပတ်သီးတစ်ပတ်သီးနှစ်ပတ်သီးပြီးပြီးတော့မှပရိတ်ဆင်းပြီးတော့10ပရိတ်ပါတခါထပ်ကြသေးတယ်နော်ဒီပွဲမှာတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဆက်ကြည့်မယ်ဆိုရင်ညီကိုဖြစ်ပွဲတွေဆက်ကြည့်မယ်ဆိုရင်မနက်ပိုင်းမှာ9လေးတဲ့ညနေပိုင်းမှာ9 3ဆိုတော့အလဲ4 5ဆိုညီကိုဖြစ်ပြန်တယ်သူ့ရဲ့ထိတ်ကလေးကိုကြည့်မယ်ဆိုရင်9ဖြစ်နေတဲ့အတွက်9ရဲ့ပါဝါ3ည9 3ညသည်ပရိတ်ပါတဲ့အောက်ပွဲမှာ9 3ညပရိတ်နဲ့4 5ပတ်သည်ဆိုတော့ဒီပွဲမှာလည်းတောက်ကြကြာတာပရိတ်တောက်ကြ2ရက်ပဲရှိတော့နောက်တစ်ပတ်ကိုကူးရမယ်ပေါ့နော်အဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တဲ့ပထမနေ့မှာလည်းပရိတ်ကောအလုံးရောပတ်သည်ရောမပေးဘူးနော်ဒုတိယနေ့မှာလည်းပရိတ်ကောပတ်သည်ရောမပေးဘူးတဲ့နောက်တစ်ပတ်တတိယနေ့မှာတော့မနေ့ပိုင်းမှာတဲ့9 8ဆိုပြီးတော့ထွက်တဲ့အတွက်တဲ့9ပတ်သည်လေးရတယ်တဲ့9ပတ်သည်ရပြီးတော့စတုထနေ့မှာပေါ့နော်စတုထနေ့မှာ4 5ခွန်6ဆိုပြီးတော့တခါပတ်သည်တွေပဲပေးနေတယ်နော်ပတ်သည်တွေပဲပေးပြီးတော့9ရက်မြောက်နေ့မှာတဲ့သူကမနေ့ပိုင်းမှာ20ထွက်ပြီးတော့ညနေပိုင်းမှာ3နှစ်ဆိုပြီးတော့တဲ့ဒါ9 3ညပရိတ်ကိုပေးတယ်ပေါ့နော်အဲ့တော့ဆရာတို့တွေကသူ့ရဲ့မူတွေပြည့်သွားပြီထပ်ပြီးတော့ညီကိုဖြစ်လာကြည့်မယ်ဆိုတော့တဲ့ဗုဒ္ဓနေ့မှာမနေ့ပိုင်းမှာ3ရှစ်တဲ့မနေ့ပိုင်းမှာ3ရှစ်ညနေပိုင်းမှာမနေ့ပိုင်းမှာညနေပိုင်းမှာ6တစ်ဆိုပြီးတော့အလဲ8 9လို့ဖြစ်ပြန်တယ်တဲ့အလဲ8 9လို့ဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေး3ဖြစ်နေတဲ့အတွက်3ရဲ့ပါဝါစီ8 3 8ဒီပရိတ်ပါတဲ့3 8ပရိတ်နဲ့8 9ပတ်ဒီတဲ့ကြည့်မယ်ဆိုလို့ရှိရင်အောက်ပွဲမှာတဲ့သူကပထမနေ့မှာမနေ့ပိုင်းမှာ9 9ဆိုပြီးတော့9ပတ်ဒီနဲ့ရတယ်ညနေပိုင်းမှာ9 6ဆို9ပတ်ဒီထပ်ထွက်တယ်ထပ်ထွက်ပြီးတော့ဒုတိယနေ့မှာတဲ့3 8ဆိုပြီးတော့တဲ့8ပရိတ်နဲ့ဒါ3 8ဆိုပြီးပတ်ဒီရောပရိတ်ကောတွဲပေးတယ်ပေါ့နော်ပေးပြီးတော့ညနေပိုင်းမှာလည်း8 5ဆိုပြီးတော့အခါ3ပရိတ်နဲ့8ပတ်ဒီနဲ့3ပရိတ်ကိုထပ်ပေးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဆက်ကြည့်မယ်ဆိုတော့ဒီပွဲမှာတော့မရှိတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီကလင်ဒါမှာဆိုလို့ရှိရင်တော့တပတ်ပေါ့နော်ဒီနှစ်ပတ်ပေါ့ဒီတပွဲကတပတ်မှာတော့တစ်နေ့နောက်ကျသွားတယ်ဒီပွဲမှာတော့ဘရိတ်က2ရက်နောက်ကျသွားတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခု2026မှာရောဘာတွေဘယ်လောက်กว่าလဲကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုတော့ညီကိုတွေကိုလိုက်ကြည့်မယ်ညီကိုတွေကိုလိုက်ကြည့်မယ်ဆိုတော့ဒီမှာတဲ့ဗုဒ္ဓနေ့မှာတဲ့မနက်ပိုင်းမှာ26ညနေပိုင်းမှာခွန်1ဆိုပြီးတော့တဲ့အလဲ6ခွန်လို့ညီကိုဖြစ်တယ်တဲ့အလဲ9ခွန်လို့ညီကိုဖြစ်တယ်သူ့ရဲ့ထိပ်စည်းလေးဒီ2ဖြစ်နေတဲ့အတွက်2ရဲ့ပါဝါဒီကို2ခွန်ဒီပရိတ်6ခွန်ဒီပတ်သေးပါတဲ့ဆိုတော့ကြည့်ပဲဆိုရင်အောက်ပွဲမှာလည်းသူက2ခွန်ပရိတ်မထွက်ဘူး2ခွန်အော်သူ့ရဲ့ပထမနေ့မှာတဲ့60ဆိုပြီးတော့6ပတ်ဒီထွက်ပြီးဒုတိယနေ့မှာလည်း16ဆိုပြီးတော့6ပတ်ဒီပဲထွက်တယ်တတိယနေ့မှာ80ဆိုပြီးတော့တဲ့ခွန်ပတ်သေးနဲ့နှစ်ခွန်ပရိတ်ကိုတွဲထွက်သွားပါတယ်တဲ့ဒါဆိုလို့ရှိရင်ပရိတ်ကောပတ်သေးရတဲ့အတွက်နားယူပေါ့နော်ဒါဆိုလို့ရှိရင်ညီကိုဖြစ်သေးတာဆက်ကြည့်မယ်ညီကိုဖြစ်သေးလားဆက်ကြည့်မယ်ဆိုတော့ဒီမှာတောက်ကြနေမှာတဲ့မနက်ပိုင်းမှာ66ညနေပိုင်းမှာ9 4ဆိုပြီးတော့တဲ့အလဲညီကိုဖြစ်တယ်ပေါ့နော်6 5လို့ညီကိုဖြစ်တဲ့သူ့ရဲ့ထိပ်စည်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်6လို့ဖြစ်တယ်နော်6ရဲ့ပါဝါဒီ6တိတိပရိတ်6 5ဒီပတ်သေးပါတဲ့တောက်ကြနေမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်ရက်ပြည့်ပေါ့နော်သူကတော့လိုက်ရတာကောင်းပါတယ်ဆိုတော့ဘာတွေထွက်လဲကြည့်မယ်ဆိုလို့ရှိရင်ပထမနေ့မှာတဲ့6တိဆိုပြီးတော့6ပတ်သေးထွက်တယ်တဲ့ဒုတိယနေ့မှာညနေပိုင်းမှာရှင်5ဆိုပြီး5ပတ်သေးထွက်တယ်တတိယနေ့မှာလည်း5တိဆိုပြီးတော့5ပတ်သေးထွက်တယ်စတုထနေ့မှာလည်းတတိယနေ့မှာတဲ့5တိနဲ့5တိဆိုပြီးတော့တဲ့ပရိတ်6နဲ့ပတ်သေးနဲ့တခါတွဲပြီးပေးသွားတယ်ပေါ့နော်ဒါဆိုတော့
နားပြီအောက်ဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တခါဆက်ပြီးတော့44တဲ့မနေ့ပိုင်းမှာ44ညနေပိုင်းမှာ56ဆိုတော့45လို့ဖြစ်ပြန်တယ်45လို့ဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ4ဖြစ်နေတဲ့အတွက်4ရဲ့ပါဝါဒီ9 4ရဲ့ပါဝါဒီ9တဲ့4ကိုပရိတ်တဲ့45ပတ်တီးနဲ့4ကိုပရိတ်တဲ့45ပတ်တီး4ကိုပရိတ်အောက်မှာကြည့်မယ်ဆိုရင်မနေ့ပိုင်းမှာ10လို့ထွက်တယ်ထွက်သေးဘူးညနေပိုင်းမှာတဲ့9လေး9လေးဆိုပြီးတော့တဲ့4ပတ်တီးနဲ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာလဲတဲ့မနေ့ပိုင်းမှာ10ညနေပိုင်းမှာ9လေးဆိုတော့39လို့အလဲထပ်ထောက်တယ်တဲ့တောက်ကြနေထပ်ထောက်တော့ဆရာတို့ကြည့်မယ်ဆိုရင်သူကထိပ်စည်းလေးဒီ1ဖြစ်နေတဲ့အတွက်1ရဲ့ပါဝါဒီ6ဆို16ပရိတ်39ပတ်တီးပေါ့16ပရိတ်နဲ့39ပတ်တီးကိုလိုက်မယ်ဆိုလို့ရှိရင်တဲ့သူကပထမနေ့မှာတော့340ဆိုပြီးတော့တဲ့40ဆိုပြီးတော့ဒါ3ပတ်တီးရမယ်ဒုတိယနေ့မှာ6ခွန်ဆိုပြီးတော့တဲ့6ပတ်တီးနဲ့ပရိတ်6ထွက်ပါတယ်တဲ့ဒါဆိုလို့ရှိရင်ဆရာတို့တော်ပြီပေါ့နော်အဲ့ဒီမှာတစ်ခါထပ်ပြီးတော့ညီကိုဖြစ်သေးလားဆိုတော့အဲ့ဘက်ထဲမှာပဲတဲ့မနေ့ပိုင်းမှာ3ညနေပိုင်းမှာ20ဆိုပြီးတော့3နှစ်လို့ညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စီးလေးဒီ1ဖြစ်နေတဲ့အတွက်1ရဲ့ပါဝါဒီ6ဆိုတော့16ပရိတ်3နှစ်ပတ်တီးပါတဲ့16ပရိတ်3နှစ်ပတ်တီးဆိုတော့ဒီတောက်ကြနေမှာတနေ့ပဲလိုက်ကြရှိတယ်တောက်ကြနေမှာတော့3ပတ်တီးရောပရိတ်ကောမထွက်ဘူးမထွက်တော့ဆရာတို့နောက်တစ်ပတ်ကိုကြည့်မယ်နောက်တစ်ပတ်ကြည့်မယ်ဆိုတော့လိုက်ရမယ့်ပတ်တီးလေးဒီ3နှစ်ပတ်တီးဆိုတော့တနေ့နာနေမှာတဲ့မနေ့ပိုင်းမှာ2ပတ်တီးညနေပိုင်းမှာလည်း2ပတ်တီးလို့ထပ်ထွက်တယ်ထွက်ပြီးတော့အင်္ဂါနေ့မှာ2ရက်မြောက်နေ့မှာပေါ့နော်2ရက်မြောက်နေ့မှာသူကဘရိတ်က16လာမှာဒါပတ်တီးရ2 1ပတ်တီး2 3ပတ်တီး2 3ပတ်တီးဆိုတော့2ပတ်တီးပဲကြားတယ်ဒုတိယနေ့မှာမကြားဘူးတတိယနေ့မှာမကြားဘူးစတုထနေ့မှာတဲ့4ရက်မြောက်နေ့မှာ38ဆိုပြီးတော့16ပရိတ်နဲ့3ပတ်တီးနဲ့တွဲပေးသွားပါတယ်တဲ့ဆိုတော့ဆရာတို့ဆက်မကြည့်တော့ဘူးနော်ထားကြတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ညီကိုဖြစ်သေးလဲကြည့်ဟောဒီမှာလည်းဖြစ်ပြန်ပြီတဲ့ငါတောက်ကြနေမှာမနေ့ပိုင်းမှာ9-3ညနေပိုင်းမှာ4-3ဆိုပြီးတော့3-4ဆိုတဲ့ညီကိုဖြစ်တယ်တဲ့သူ့ရဲ့ထိပ်စီးလေးကိုကြည့်မယ်ဖြစ်ရင်9ဖြစ်နေတဲ့အတွက်9ရဲ့ပါဝါဒီ3ညဆိုတော့9-3ညပတ်တီးနဲ့3-4ပရိတ်ပါတဲ့9-3ညပတ်တီးနဲ့9-3ညပရိတ်နဲ့3-4ပတ်တီးပါတဲ့ဆိုတော့အောက်ဘွဲမှာပါကြလဲအောက်ဘွဲမှာတော့3ရက်စပေါ်ဖြစ်ပြီးတော့ကြာသပတေးနေ့မှာထွက်တယ်ကြာသပတေးနေ့မှာတဲ့မနေ့ပိုင်းမှာ3ညခွန်ဆိုပြီးတော့ထွက်ဘူးညနေပိုင်းမှာတော့30ဆိုပြီးတော့3ပတ်တီးနဲ့ရမယ်တဲ့ဒီခါဒုတိယနေ့မှာလည်း39ဆိုပြီးတော့3ပတ်တီးနဲ့ရတယ်နော်ရပြီးတော့တဲ့2ရက်သူကတော့ဒီတစ်ပတ်လုံးမှာစပေါ်ဝဲတွေခံတဲ့အတွက်2ရက်ပဲရတယ်နောက်3ရက်လိုက်အောင်ပါပေါ့နော်နောက်3ရက်လိုက်မှာဆိုဘာကြံလဲဆိုတော့ဆရာတို့ပရိတ်ကြံတယ်ပရိတ်9-3ညပရိတ်ကြံတယ်9-3ညပရိတ်ဒီထွက်သေးလားဆိုတော့ဒီပွဲမှာတော့ပထမနေ့ဒုတိယနေ့တတိယနေ့မထွက်ခဲ့ဘူးနော်9-3ညပရိတ်9-3ညပရိတ်ဘလောက်ပြောက်သွားလဲဆိုရင်သူ့ရဲ့ရက်ဘိုးနဲ့တွက်မယ်ဆိုရင်1ရက်စွန်း2ရက်စွန်း3ရက်စွန်း4ရက်စွန်းတော့မှ3ညပရိတ်နဲ့လာပြီးရနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်ကြည့်မယ်ညီကိုရမရှိဘူးညီကိုဒီမှာမှတဲ့မနေ့ပိုင်းမှာ88တဲ့ညနေပိုင်းမှာ90ဆိုပြီး8ခွန်ဆိုပြီးအလဲညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုအလဲညီကိုဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးဒီ8ဖြစ်နေတဲ့အတွက်8ရဲ့ပါဝါဒီ3ဒီပရိတ်ပါတဲ့8ခွန်ဒီပတ်တီးတဲ့ဒါဆိုပထမနေ့မှာနေမယ်ဆရာတို့ကခွန်ပတ်တီးနဲ့တဲ့ညနေပိုင်းမှာခွန်9ဆိုပြီးခွန်ပတ်တီးနဲ့ရမယ်ဒုတိယနေ့မှာတော့မကြသေးဘူးတတိယနေ့မှာလည်းမကြဘူးနော်စတုထနေ့မှာလည်းမကြဘူးပြင်စမနေ့မှာလည်းမကြဘူး38ပရိတ်ကျန်တာပေါ့နော်ပရိတ်3ပရိတ်ဖြစ်ရမယ်ဆိုတော့ဒီမှာမကြဘူး3ပရိတ်ဒီမကြဘဲနဲ့သူကဆိုတော့လိုက်ရမှာဒီ1ရက်2ရက်3ရက်4ရက်5ရက်သူကတနေ့နေ့မှာသူရက်ပြည့်တယ်ပေါ့နော်ဒါပေမဲ့သူဒီလဲတနေ့နေ့မှာမကြဘဲနဲ့1ရက်တိုး2ရက်တိုးပြီးတော့မှ9ဆိုပြီးတော့10ပရိတ်ကပေးရတဲ့ဆိုတော့ဒီမှာလဲ2ရက်နောက်ကျသွားတယ်နော်ဘယ်နှကတော့4ရက်နောက်ကျတယ်ဆိုတော့ဒီမှာ2ပွဲစဉ်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ညီကိုထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ4-5လို့ဖြစ်တယ်မျက်နှာပိုင်းမှာ4-6ဆိုတော့5-4လို့ညီကိုထပ်ပြတယ်ပေါ့နော်5-4လို့ညီကိုထပ်ပြတော့သူ့ရဲ့ထိပ်စီးလေးကြည့်မယ်ဆိုရင်4ဆိုတော့4ရဲ့ပါဝါဒီ9ဒီပရိတ်5-4ဒီပတ်တီးပေါ့4-9ပရိတ်နဲ့5-4ပတ်တီးကိုကြည့်မယ်ဆိုရင်အောက်ပွဲမှာမထွက်ဘူးဒုတိယပွဲမှာမထွက်ဘူးတတိယနဲ့ပွဲမှာလည်း
ငါးလေးမထွက်သေးဘူးပရိတ်လည်းမထွက်သေးဘူးစတုထနေ့မှာလည်းမထွက်ဘူးဆိုတော့ဒီပွဲမှာတော့တော်ကြည့်ရပါတော့ပတ်တိရောပရိတ်ရောမထွက်သေးဘူးပေါ့ပတ်တိဒီပါလိုက်ရမယ်ပတ်တိကငါးလေးပတ်တိလိုက်ရမယ်ငါးလေးပတ်တိလိုက်ရင်တစ်ကြိမ်1ရက်2ရက်3ရက်4ရက်9ရက်မြောက်နေမှာမှာတဲ့သူကပတ်တိဒီ3-5ဆိုပြီးတော့ရတယ်5-1ဆိုပြီးတော့ရတယ်ရပြီးတော့ပရိတ်ဒီမပေးဘူးဒီပွဲမှာလည်းမပေးဘဲနဲ့1ရက်2ရက်သူလဲ2ရက်စွန်းပြီးတော့မှ3-6ဆိုပြီးတော့ကိုပရိတ်ပေးပါတယ်တဲ့ဆိုတော့ညီကိုထပ်ပြလာဒီမှာလဲသူကညီကိုအပေါ်မှာထပ်ပြသေးတယ်နော်မနက်ပိုင်းမှာ2-6ညနေပိုင်းမှာခွန်9ဆိုပြီး6ခွန်ဆိုပြီးညီကိုဖြစ်တယ်တဲ့6ခွန်ဆိုပြီးညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးဒီ2ဖြစ်နေတဲ့အတွက်2ရက်ပါသည်ခွန်2ခွန်ဆိုတော့2ခွန်ပရိတ်နဲ့6ခွန်ပတ်သည်ပေါ့2ခွန်ပရိတ်နဲ့6ခွန်ပတ်သည်ဆိုရင်အောက်မှာကြည့်မယ်ဆိုရင်သူပထမနေ့မှာပဲတဲ့မနက်ပိုင်းမှာ3-6ဆိုပြီး6ပတ်သည်နဲ့ရမယ်ညနေပိုင်းမှာ6-6ဆိုပြီးတော့တဲ့ပရိတ်ကောပတ်သည်ရောအပြီးပေးသွားပါတယ်တဲ့ဆိုတော့ဆရာတို့ဓမ္မနှစ်ပွဲမှာတော့ရက်လွန်နေရှိရနော်နှစ်ပွဲဇက်တိုက်ရက်လွန်ပြီးတော့မှသူကအောက်မှာချက်ချင်းပေးရပေါ့ပရိတ်ကောပတ်သည်ရောဟုတ်ပြီဒါဆိုလို့ရင်ဆက်ကြည့်မယ်ဆိုဒီမှာတဲ့ကြာလာပရိနေ့မှာတဲ့6-6မနက်ပိုင်းမှာ6-6ညနေပိုင်းမှာ9-2ဆိုပြီးတော့6-5ဆိုရင်ညီကိုဖြစ်ပြန်တယ်တဲ့အဲ့လိုညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးကိုကြည့်မယ်ဆိုရင်6ဖြစ်နေတဲ့အတွက်6ပါဝါသည်6-1ပရိတ်6-5ပတ်သည်ပေါ့အဲ့ဒါဆိုရင်သူကအောက်ပွဲမှာကြည့်မယ်ဆိုရင်မနက်ပိုင်းမှာ6-2ဆိုပြီးတော့တဲ့ပတ်သည်ရတော့ပေးပြီတဲ့6ပတ်သည်ဒုတိယနေ့မှာတဲ့နောက်ဒုတိယနေ့မှာတော့ညနေပိုင်းမှာ1-6ဆိုပြီးတော့ဒါပရိတ်မလာသေးဘူးနော်ပရိတ်ကတော့6-1ပရိတ်ဒုတိယနေ့မလာဘူးတတိယနေ့မလာဘူးစတုထနေ့ကကြာမှ3ဘူးဆိုပြီးတော့တဲ့6ပရိတ်ပေးပါတယ်ဆိုတော့ဒီမှာလည်းညီကိုအပေါ်မှာဖြစ်သွားတယ်ဒီညီကိုနဲ့တော်တော်ဆိုးနေဟုတ်ပြီအမှမနက်ပိုင်းမှာခွန်3နဲ့ညနေပိုင်းမှာ4-8ဆိုပြီးတော့3လေးလိုညီကိုဖြစ်တယ်ဖြစ်တဲ့အခါသူ့ရဲ့ထိပ်စည်းလေးကိုကြည့်မယ်ဆိုရင်ခွန်ဖြစ်နေတဲ့အတွက်ခွန်ရဲ့ပါဝါသည်2ဆိုတော့ခွန်2ပရိတ်3-4ပတ်သည်ပေါ့3-4ပတ်သည်ဆိုတော့အပေါ်မူနဲ့လာဟတ်တာပေါ့နော်ဒီပွဲမျိုးတွေကြတော့ဟုတ်ပြီခွန်2ပတ်သည်နဲ့3-4ပရိတ်ဆိုတော့ဒီမှာ3ပတ်30ဆိုပြီး3ပတ်သည်ထွက်ပြီးညနေပိုင်းမှာ3-3ဆိုပြီးပတ်သည်ထက်ထွက်တယ်မနက်ပိုင်းမှာခွန်ပရိတ်မလာသေးဘူးနော်1ရက်2ရက်3ရက်4ရက်9ရက်မြောက်ပွဲပိတ်နေမှာမှ3-4ဆိုပြီးတော့တဲ့သူကပရိတ်လာပေးတယ်တဲ့ဆိုတော့ညီကိုဖြစ်သေးလားဆက်ကြည့်မယ်ညီကိုဖြစ်သေးလားဆက်ကြည့်မယ်ဆိုဒီမှာညီကိုဖြစ်ပြန်ပြီမနက်ပိုင်းမှာ9-3ညနေပိုင်းမှာ4-3ဆိုပြီးတော့တဲ့ညီကိုဖြစ်တယ်တဲ့ညီကိုဖြစ်တဲ့အတွက်သူ့ရဲ့ထိပ်စည်းလေးဒီ9ဖြစ်နေတဲ့အတွက်9ရဲ့ပါဝါဒီ3ည9-3ညဒီပရိတ်3-4ဒီပတ်တိပေါ့ဒါဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင်တနင်္လာနေ့မှာတဲ့မနေ့ပိုင်းတော့မထွက်ဘူးညနေပိုင်းမှာ3ညဘူးဆိုပြီးတော့ဒါ3ညပရိတ်နဲ့ပေးပြီးတဲ့ဒုတိယနေ့မှာတဲ့9ခွန်ဆိုပြီးတော့ပေးတယ်တတိယနေ့မှာညနေပိုင်းမှာ4-1ဆိုပြီးတော့တဲ့ပတ်တိနဲ့ပေးပါတယ်တဲ့ဆိုတော့ပရိတ်ကပတ်တိရောရပြီဒါဆိုလို့ရှိရင်ညီကိုဖြစ်သေးလားဆိုရင်မဖြစ်တော့ဘူးပေါ့နော်အခုဒီပွဲမှာကျန်ခဲ့တဲ့ဘက်ကကြာတာပရိနေ့မှာမနေ့ပိုင်း30ညနေပိုင်း1ခွန်ဆိုပြီးတော့အလဲ3-1ဆိုပြီးတော့ဒါညီကိုဖြစ်တယ်ပေါ့နော်သူ့ရဲ့မူတိုင်းလိုက်မယ်ဆိုရင်သူ့ရဲ့ထိပ်စည်းလေးဒီ3ဖြစ်နေတဲ့အတွက်3ရဲ့ပါဝါဒီ8-3-8ပရိတ်1-3ပတ်သည်ပေါ့3-8ပရိတ်1-3ပတ်သည်ဆိုတော့ဆရာတို့ကြည့်မယ်ဆိုရင်ကျန်ခဲ့တဲ့ဘက်ကတောက်ကြနေမှာပဲ1-6ဆိုပြီးတော့1ပတ်သည်ပေးပြီး3-8ပရိတ်ကျန်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့မူရလိုက်မယ်ဆိုရင်အခုဘက်မှာ4ရက်လိုက်ကြာတာပရိနေ့အထိကို3-8ပရိတ်လိုက်ရမယ်ပေါ့နော်ကဲဟုတ်ပြီပဲအဲ့ဆိုရင်ကျန်ခဲ့လာမယ့်ဘက်မှာ3ရက်နေ့ရနေပြီးတော့6ရက်နေ့အထိဒါ3-8ပရိတ်ကိုလိုက်မယ်ပေါ့နော်ပတ်တီးကိုလိုက်မယ်ဆိုရင်ဆက်လိုက်လို့ရပါတယ်နော်1-3ပတ်တီး3-8ပရိတ်တခါလေးတွဲလိုက်လို့ရပါတယ်နော်ကဲအားလုံးပဲကျင်းနေကြမှာထင်ပါတယ်ဗျာနော်အားလုံးပဲကဲချစ်ပေါ်တာတွေအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာ